ငါပါရှင်တန်တိုင်ချက်မြေမှာကြိုဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်လေးကတော့မန္တလေးမြို့အရှိမြို့သေးဖရင်ဟိုမှာလမ်းမတင်ကွက်ပြည့်ရောင်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရရှင်ဒီကွက်လေးကတော့48လမ်းမကြီးနဲ့အနီးဆုံး109လမ်းမကြီးအတင်မှာရှိပါရရှင်မြို့ပတ်လမ်းမကြီးကိုဝင်ထွက်တဲ့48လမ်းမကြီးနဲ့အနီးဆုံးမှာရှိပါရရှင်ပေကျယ်လေးကတော့မျက်နှာပွင့်ပေ40နဲ့နောက်ကိုပေ60ရှိပါတယ်။နိုင်ငံထက်လေးပါပါတယ်ရှင်။အလှည့်လေးကတော့အားလုံးကြိုက်တဲ့မြောက်လှည့်လေးဖြစ်ပါတယ်။ပိုင်ဆိုင်မှုစာရန်လေးကတော့ခရံလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်။109လမ်းမကြီးအတင်မှာ48လမ်းမကြီးနဲ့အနီးဆုံးမှာရှိတဲ့လမ်းသားကျက်လေးပေါ်မှာရှိတဲ့ဒီကွက်လေးကိုရောင်းချပေးမယ်ဈေးနှုန်းလေးကတော့23,000လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။ဒီကွက်လေးကိုစိတ်ဝင်စားရဆိုရင်တော့တန်တာအင်ချမ်းမြေကိုဆက်သွယ်ပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်